သမုဒိယငါမျက်နှာတွေ့ချချင်းမင်းကအရန်ချစ်ခဲ့တာမင်းဘဝလူတက်ရောက်ငါဖန်တီးပေးခြင်းခဲ့တာမင်းပြောငါထားပေးခဲ့တာမင်းငါအချစ်တွေကိုတန်ဖိုးမထားနိုင်ပါကိုယူထားတဲ့ယောက်ျားတယောက်ရဲ့တိတ်ခေါင်တော့မင်းငဲ့နေမင်းဘဝငါဘဝနဲ့ရင်းပြီးတော့အေးမြတဲ့အရေးတစ်ခုနဲ့ငါမိုးထားပေးခြင်းခဲ့တာမင်းပြန်ပေးတာအစိတ်တည်းကြီးပဲမင်းတို့ဒီနေ့စရင်ကလွတ်လပ်ခွင့်ပေးလိုက်မင်းကြိုက်တဲ့နေရာသွားလို့ရမင်းခေါင်းထဲမှာရာဇာဆိုတဲ့ကောင်ထုတ်ပလိုက်တော့ဟုတ်ပြီလားတူမှာတူတင်တယ်လို့လို့တင်ခုလို့ပြပါနော်မရတော့မရတော့နောက်ကြပါအားလုံးနောက်ကြပါငါစိတ်ထဲမှာမျိုးထုတ်လိုက်